အားလုံးပဲမင်္ဂလာရှင်ဒီနေ့ကတော့ဒီအိတ်ကလေးကို unboxing ထောက်ပြမှာပါဒီအိတ်လေးရောက်လာပါတော့ဒီကိုတာယာလေးရောက်လာလို့ unboxing လေးထောက်မယ်ဒါလေးကဓာတ်ပုံလေးထဲမှာတော်လေးကိုမှချစ်ဖို့ကောင်းတော့မှားလိုက်တာဒါလေးတဲမှာဒါလေးပါမယ်နော်ဒီလိုမျိုးလေးပေါ့ပါလေးတဲမှာဆိုရင်ဒီအထဲမှာဒီလိုဇစ်ကလေးနဲ့နော်အထဲမှာဒီလိုအိတ်ထပ်ပါသေးတယ်အိတ်လေးထပ်ပါတယ်ဒီလိုမျိုးဒီမှာလိုလေးလုပ်ရတယ်ဒီလိုလေးပါအားလေးကိုဖဲကြနော်အားလေးတွေကိုအောင်လိုက်ပါမယ်ဆရာလေးပါသူ့ရဲ့ဒီမှာစစ်လေးပြအောင်မယ်စစ်လေးရချစ်တော့ပါစစ်လေးရတာပပမနာလေးပေါ့နော်ဒီလိုလေးဒီမှာတအိတ်ပါတယ်ဒီမှာသူ့ရဲ့ brand နာမည်လည်းပေါ့နော်အိတ်ကလေးပါမယ်ပြီးရင်ဒီလိုစစ်ကလေးပေးလိုက်ဒီလေးကဒီလိုလေးတစ်လုံးပို့ပါမယ်ဒါကိုဒီရဲလေးထည့်ပြီးတော့လွယ်လေးရတယ်ပြင်လေးထုတ်ပြီးတော့လွယ်လေးရတယ်နော်ဟိုကဒီလိုလေးထည့်တော့ပြီးတော့ဒီလိုလေးပေါ့ဆက်လေးနော်လွယ်ပြအောင်အသေးလေးပေါ့ဒီလိုပုံလေးဖြစ်ကျေးဇူးပါ bye bye